ကျွန်တော်ရဲ့ညီကိုတွေအားလုံးတို့ကကျွန်တော်စဉ်းစားထားတဲ့ program project လေးအစ်စ်ကဒီ topic ပါကျွန်တော်ချစ်တဲ့ customer တွေကျွန်တော်ချစ်တဲ့ customer တွေကိုအဲမှမတူတဲ့ service မျိုးကျွန်တော်ပေးချင်တယ်ဒီလောကရဲ့စဝင်နေတာဝီဆိုတဲ့နာမည်ကိုကျွန်တော်စဉ်းစားခဲ့တဲ့ idea ဘယ်လိုရခဲ့ရလဲဆိုတော့ဝီဆိုတာမင်းတယောက်တည်းမဟုတ်ဘူးမင်းတို့အားလုံးနဲ့တူတူပဲဆိုတဲ့အတိတ်ပဲနဲ့ကျွန်တော်အဲ့ဝီဆိုတဲ့ idea လေးရခဲ့တယ်ကျွန်တော်အဲ့ဒါကိုပေးခဲ့တယ်ပေါ့နော် program လေးအရင်အဆင်ပြေပြီးတော့ background ရန်ကောင်းနေတူတယ်မှာကျွန်တော်ပါဘူးအဆင်ပြေတဲ့ background မရှိဘူးဒါပေမဲ့အဝင်တဲ့အချိန်မှာကျွန်တော်ဖားမရှိဘူးအဲ့တော့ဒါတွေအားလုံးဒီလိုမျိုးရှင်တွေရောက်လာကျွန်တော်တွေ့ရတယ်အဲ့တော့ဒါတွေအားလုံး0ပြန်ဖြစ်သွားတယ်ကျွန်တော်တို့အားလုံးခဲ့တော့ brand ကတကယ်တော့ logo မဟုတ်ဘူးဗျာ brand ဆိုတာ seasonal လို့ကျွန်တော်လက်ခံတာကျွန်တော် business man မဟုတ်ကျွန်တော်ငွေကြီးနောက်ကိုလိုက်ပြီးတော့မပျော်ရွှင်တဲ့စိတ်လက်မတက်တာတဲ့ feeling တွေကျွန်တော်တော့မကြိုက်ဘူး peace of life peace of mind ကြိုက်တဲ့သူဗျာအဲ့တော့ကျွန်တော်ချစ်တဲ့ customer ကျွန်တော် customer တွေရတယ်ကျွန်တော်ရှိလာလို့ကျွန်တော်ရှိနေသေးဝေးရှိနေငွေကြီးနဲ့ပတ်သက်တဲ့ situation လုံးဝခေါင်းထဲမှာမရှိစေချင်အခု game program topic ကပေးချင်တဲ့လောက်ပေးကြိုက်မှပေးမပေးလဲ okay ဗျာဒါ seasonal project program ပေါ့နော်ငွေကြီးပမာဏအဆင်ပြေတဲ့သူတွေအတွက်ဘာမှမဟုတ်ဘူးဗျာပပတော့ကျွန်တော်ရည်ရွယ်တာကလူတွေအားလုံးလမ်းစားမရွေ့အားလုံး join ပိုင်ခွင့်ရှိရဗျာကျွန်တော်ငယ်ရဆိုလို့ရှိရင်လည်းကိုယ့်ရဲ့မဟုတ်ဘူးနဲ့ budget ချွေတာပြီးတော့ကိုလုပ်ချင်တဲ့အရာတွေကိုမလုပ်ခဲ့ရတာရှိဝင်ရက်တဲ့အပိုင်းမှာပတ်သက်လို့ရှိရင်တော့ကျွန်တော်ရှိနေပြီဝေးရှိနေပြီဝေးချင်းနဲ့ပတ်သက်တဲ့ series ကမလို့ဆိုင်လာခဲ့ဒါလုပ်ချင်ဒါလုပ်ပြီးလိုက်စိတ်ပူနေရလို့ကျွန်တော်မဖြစ်စေချင်ကျွန်တော်စေတာဒီကိုရီးယားလုံးဒီ program ကိုလာ join လို့ရဒီ program ရဲ့ topic ကိုကြည့်လိုက် topic မှာစိတ်တစ်ခုပေါ်ပါစေချင်တယ်အဲ့ဒီ idea ကိုစခဲ့တာပေါ့နော်ကျွန်တော် business man မဟုတ်ကျွန်တော် business ကိုစိတ်ဝင်တာပြင်မှုနောက်လိုက်တယ်နောက်လိုက်ဆိုကျွန်တော်အကျော်ပြတ်တွေနောက်လိုက်တယ်ပေါ့ကျွန်တော်လုပ်တဲ့အတတ်ပညာလူတယောက်ပျော်ရွှင်သွားတယ်စိတ်နဲ့ဝါတယ်အဲ့ဒီရရသင်နာပေးတဲ့ပျော်ရွှင်မှုကိုကျွန်တော်ကြိုက်နေတတ်တဲ့သူညာကျွန်တော်အခုတင်ငန်းကျွန်းထဲမှာရှိနေတယ်နေ့တွေလာရအကန့်အသတ်တွေရှိတယ်ပေါ့ကျွန်တော်လုပ်ပေးနေတဲ့အချိန်မှာ game program လေးကိုကျွန်တော်ဖန်တီးပေးရပါအားလုံး peace